တက်ကလေးနည်းနည်းရလာတော့ပတ်ဆက်လေးများမရှင်လူကခေါင်းကိုက်ချင်တယ်လို့စိတ်တက်ပဲကြတယ်လို့လည်းဘလို့မှအဆင်ပြေမနေဘူးမှိုင်းတွေ့ပြီးတော့တက်ရှိရဲ့နေဆိုတော့လူကချိန်မိုးကလေးဆိုပြီးတော့ confidence level အစိုးဟိုက်သွားတာဘလို့လေးသုံးလိုက်ရမလဲဘာလေးဝယ်လိုက်ရမလဲဘာလေးစားလိုက်ရမလဲပဲချိန်လုံးတွေးနေဟဲအခုမှရိုင်းနေတော့ပေးပြီးသားပတ်ဆက်ကိုအဲ့လိုပြန်ယူလို့မရဘူးလေဘာလို့တာတော့နာပြပြနားထောင်မအောင်အချိန်30စက္ကန့်ပဲပေးုံနဲ့ဒီပတ်ဆက်တွေကိုရမယ်ကပတ်လွယ်ဆောင်လုပ်ကြအောင်ပြပြမလို့ရွယ်လုံးလို့တင်ငယ်ချမို့လို့တူတူလေးပြပြနော်ဘဒုမှပြန်ပြောမပြနဲ့အောင်ရှူတူတူဘာတော့မပြောပြနဲ့လို့ပြောထားပြီမယ်ဒူရာတော့သဘောကောင်းတာဆိုတော့အကုန်လုံးကိုပြန်ပြီးတော့မျှဝေလိုက်ပါတယ်ပုံရယုံနဲ့3သိန်းအောင်ရမှာတဲ့တကယ်လားလို့မမေးနဲ့တော့ဒူရာတော်မာမီဖေပုတ်ရှိကိုရောက်နေပြီပါတယ်လက်မကြီးနဲ့မှတ်တိုင်နေနာမှာရှိရဲမာမီရဲ့အဝါရောင်ပေပုတ်လေးနဲ့ဓာတ်ပုံတွဲရိုက်တာနဲ့3သိန်းအောင်ရမှာနော်မာမီရဲ့ပေပုတ်နဲ့ဓာတ်ပုံတွဲရိုက်ရုံပဲဆိုတော့3စက္ကန့်အောင်မကြာဘူးလေလောက်လွယ်နေတာဒါမျိုးဆိုရင်တော့ဒူရာတို့ကလာထားပဲဓာတ်ပုံနဲ့မဟုတ်ဘူး10ပုံလောက်ကိုရိုက်ပြအောင်မယ်မာမီရဲ့ပေပုံးနဲ့တွဲရိုက်ထားတဲ့ကိုယ့်ရဲ့ပုံလေးကို #mami-no ဆိုတာနဲ့ကိုယ့်ရဲ့အကောင့်မှာတင်ပေးတော့ရပါပြီ။အများကြီးလိုမရိုက်ချင်ကိုအရင်ရိုးနေပြီဆိုလဲဒူရာလိုမျိုး IG ဆန်ဆန်လေးလည်းရိုက်လို့ရပါတယ်။ဒီလိုမျိုးကိုယ့်ရဲ့အကောင့်မှာ #mami-no ဆိုတာနဲ့ public post နဲ့တင်ပေးရုံပါပဲ။ဒါမှမဟုတ်ရင်လည်း mami page က campaign post အောက်မှာကိုယ့်ရဲ့ပေပုံးနဲ့တွဲရိုက်ထားတဲ့ပုံလေးကို hashtag လေးနဲ့မှန်ပေးရင်လည်းရပါတယ်။ဒါကတော့စံရင်းငိန်ကမုံပွင့်ရှိရာ mami ပေပုံးလေးမှာရိုက်ဖြစ်ခဲ့ပါတယ်။ဒါလိုမျိုးစံရင်းငိန်ရပေပုံးတင်မဟုတ်ဘူးเนาะအခြား mami ပေပုံးတွေမှာလည်းရိုက်လို့ရပါတယ်။မတ်လ3ရက်နေ့ထိတလကိုတစ်ခါ10ရောက်ရွေးမှဖြစ်ပြီးတော့3သိန်းစု5စုနဲ့2သိန်းစု5စုပေးမှာမလို့မြင်မြင်လေးပြန်လိုက်ကြတော့နော်ပုံရိုက်တာကြိုက်တဲ့ကောင်လေးကောင်မလေးအတွက်တော့လုံးဝလက်မလွတ်တင်တဲ့ခွင့်ရနော်ကျွန်တော်တို့ပတ်ဆက်တွေကိုအကုန်မီဘူးပဲနဲ့အားလုံးကိုလည်းလက်ထုတ်လိုက်တယ်နော်ဆိုရင်တော့နောက် vlog မှာပြန်တွေ့ကြမယ်နော်တတား